အားဖြည့်ချူရည်တွေကတကယ်အားပြည့်စေရလားဒီထဲမှာဘာတွေပါလဲကျမ်းမာရေးပုံမှာဘယ်လိုသက်ရောက်မှုတွေရှိလဲအသေးစိတ်လေ့လာကြည့်အောင်ဒီနေ့ဗီဒီယိုမှာအားဖြည့်ချူရည်ပေါ့နော်အားဖြည့်ချူရည်ထဲမှာဘာတွေပါလဲခန္ဓာကိုယ်ပေါ်မှာဘယ်လိုသက်ရောက်မှုရှိလဲဆိုတော့ကျွန်တော်လက်တွေ့ပြပေးမယ်နော်ဒါကကျွန်တော်တို့မြန်မာပြည်မှာတော်တော်တောက်ကြတဲ့ sharp ဘူးငမန်းချူရည်ဘူးပေါ့ဗျာကြည့်ကြည့်အောင်ဘာတွေပါလဲသူမှကြည့်မယ်ဆိုရင်ဒီမှာနော်တကြားပါတယ်တွေ့လားတကြား43 gram ဆိုတော့လက်ဖက်စားစွန်းနဲ့17စွန်းနီးပါးပါတယ်ဆိုတော့များတယ်လို့ပြောလို့ရတယ်ပေါ့ဗျာပြီးလို့ရှိရင်ဗီတာမင် B6 ဗီတာမင် B12 niacin ပါညာထားတွေပါတယ်ဒါတွေကြောင့်လန်းဆန်းစေတယ်အထူးသဖြင့်အဓိကပါဝင်ပစ္စည်းကတကြားနဲ့ကဖိန်းဗျဒီမှာတွေ့ရနော်ကဖိန်းတက်နဲ့မတည့်သူများကလင်းငယ်များကိုဝင်ဆောင်များတောက်သုံးရန်မသင့်ပါတဲ့โอเคနော်တကြားပါတယ်ကဖိန်းပါတယ်ဒါက shark ဘူးကျွဲရိုင်းမှာရောဘာတွေပါလဲကျွန်တော်တို့ကြည့်ကြည့်အောင်โอเคဗျဒီမှာကျွဲရိုင်းမှာလည်းအားလုံးကြည့်မယ်ဆို sucrose 42 gram ဆိုတာ sucrose ဆိုတာတကြားနော်ဟိုရက်ကဗီဒီယိုလုပ်တော့ဒီတယောက်ကပြောတာဗာလေဒီချိုရီထဲမှာလည်းတကြားမပါဘူးတဲ့ sucrose နဲ့ထည့်ပြီးလုပ်တာလေ sucrose ဆိုတာတကြားဒီမှာ42 gram ဆိုတော့17စုံနီးပါးပါတယ်ပြီးလို့ရှိရင်ဒီမှာ vitamin တွေပါတယ် okay taurine ဆိုတော့ amino acid လန်းဆန်းတက်ကြွစေတယ်ဒီမှာလည်းလိုပဲသူကတော့တေချာလေးရေးပေးထားတယ်နော် caffeine တက်သည်တဲ့အိမ်မပျော်ခြင်းကိုဖြစ်စေပြီးနှလုံးခုန်နှုံးကိုလည်းညံစေနိုင်ပါသေးတယ်ကဲတွေ့ပြီနော်တကြားပါတယ် caffeine ပါတယ်ဒါကကျွဲရိုင်းဗျာဆိုတော့ဒီမှာပေါ့ဗျာကျွဲစိမ်းမှာရောဘာတွေပါလဲကြည့်ကြည့်အောင်ဗျာကျွဲစိမ်းမှာလည်းဒီမှာတော့ဗီတာမင်တွေပါတယ် sugar 20 gram ဆိုတာဒီကောင်တွေနဲ့ဒီမှာကျွဲရိုင်းနဲ့ shark နဲ့ရှင်တော်တော်လေးနည်းတယ်လို့ပြောလို့ရတယ်နော်20 gram ဆိုဒါပေမဲ့များတော့များသေးရဗျာ20 gram ဆိုတာဒီမှာလည်းသူရေးထားတယ်နော်ဒီမှာ taurine ပါတယ်ဆိုတော့ taurine ရဲ့ amino acid လန်းဆန်းတက်ကြွစေတယ်သူမှလည်းသူကလည်းတေချာရေးပေးထားတယ်နော်ဒီမှာတွေ့လားကိုဝင်ရှိသူများကလေးငယ်များကဖိန်းတက်နဲ့မတဲသူများတောက်သုံးရမသိမှာတဲ့โอเคဗျာလီပိုကြည့်မယ်ဗျာလီပိုလည်းဒီမှာသူရေးထားတယ်နော်ကလေးငယ်များကိုဝင်ရှိသူများကဖိန်းတက်နဲ့မတဲသူများတောက်သုံးရမသိမှာတဲ့ဆိုတော့တကြားဘလောက်ပါလဲကြည့်ကြည့်အောင်ဗျာတကြားသူ12 gram ပဲပါတယ်ဒီအခုပြောသမျှထဲမှာလီပိုကတကြားအနည်းဆုံးလို့ပြောလို့ရတယ်နော်12 gram ဆိုတော့လက်ဖက်စားဆုံးနဲ့3စွန်းဗျာဗီတာမင် B6 ပါတယ်ဗီတာမင် B12 ပါတယ်ဒီမှာကဖိန်းတော့ကဖိန်းဘယ်လောက်ပါလဲဆိုတာရေးထားတယ်50 mg ဆိုပြီးရေးထားတယ်ဆိုတော့ဒါတော်တော်ကောင်းတယ်သေးချာလေးရေးပေးထားတယ်နော်ဒီမှာအညွန်းပါရနော်ဘယ်သူတွေမတော့အောင်လဲဆိုတာရေးပေးထားဆိုတော့ကောင်းတယ်လစ်ပိုကသေချာလေးရေးပေးထားတယ်ကျွန်တော်တို့ရဲ့ speed ပေါ့ဗျာ speed မှာပါလဲကြည့်ကြည့်အောင်နော် okay ကဲ speed မှာလေ့လာမယ်ဆိုရင်ကြည့်လိုက်ဗျာဒီမှာsodium ဆိုတာစားဗျာနော်ဒီမှာကျွန်တော်တို့တကြား sugar 42 grams ဆိုတော့ like လက်ဖက်စားစုံနဲ့10စွန်းကျော်ပါတယ်ဆိုတော့ဒီထဲမှာလေတကြားအများကြီးပါတာကဘာတွေလဲဆိုတော့တကြားတွေအများကြီးပါတယ်10စွန်းနီးပါးပါဒါတွေက10စွန်းနီးပါးပါတယ်ဒီကောင်လည်း10စွန်းနီးပါးပါတယ်တကြားပါဝင်မှုအနည်းဆုံးကတော့လစ်ပိုဗျဆိုတော့အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပေါ့နော် caffeine တက်ခန္ဓာကိုယ်ပေါ်မှာဘယ်လိုသက်ရောက်မှုရှိလဲလူတစ်ယောက်ကအများဆုံးတစ်နေ့တာကဖိန်းဘလောက်ပဲသုံးစွဲတင်လဲဆိုတာဆက်ပြီးပြောပြပေးသွားပါမယ်ဆိုတော့အခုဆိုသိသွားပြီထင်တယ်နော်အားဖြည့်ချူရီတွေမှာအဓိကပါဝင်တာကသကြားနဲ့ကဖိန်းလို့ခေါ်တဲ့လန်းဆန်းတက်ကြွစေတဲ့ဓာတ်ပေါ့ဆိုတော့ကဖိန်းကခန္ဓာကိုယ်ပေါ်မှာဘယ်လိုသက်ရောက်လဲဆိုတော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးမယ်ဆိုတော့ကျွန်တော်တို့ပင်ပန်းနွမ်းနေတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကပင်ပန်းနွမ်းနေပြီဆိုတော့သူသိတယ်အဲ့လိုသိအောင်ပြောတဲ့ဟာလေးတွေရှိတယ် receptor လို့ခေါ်တဲ့ဟာလေးတွေရှိတယ်ဆိုတော့ဒီလိုမျိုးအားဖြည့်ချူရီတွေတောက်လိုက်မယ်ဆိုရင်ကဖိန်းတက်ရတယ်အဲ့ဒီကဖိန်းတက်ကဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကိုပင်ပန်းတော့နေပြီးအနားယူတော့လို့ပြောတဲ့ receptor လေးရှိတယ်သတင်းစကားပါတဲ့ဟာလေးတွေပေါ့ဗျာအဲ့ဒါလေးတွေကိုကဖိန်းတက်ကပိတ်တယ်ဆိုတော့ခန္ဓာကိုယ်ထဲမှာကဖိန်းရှိနေလူကပင်ပန်းပေမဲ့လည်းပင်ပန်းနေရလို့မသိဘူးဒါကြောင့်စာမွေးရှိရညရဆိုလို့ရှိရင်ចောင်းသားတွေဆိုလို့ရှိရင်ဒါလေးတွေတောက်ကြရလေဒါလေးတွေတောက်ပြီးတော့စာမွေးဖြေကြတယ်ဆိုတော့လန်းဆန်းတက်ကြွနေအဲ့ဒါကဖိန်းတက်ဒါပေမဲ့ကဖိန်းတက်ကနှလုံးပေါ်မှာသက်ရောက်မှုရှိတယ်ကဖိန်းသုံးတာများတယ်ဆိုလို့ရှိရင်ရင်တုန်တက်တယ်ဒါကြောင့်မို့ရင်တုံတဲ့ယောဂရှိတဲ့သူတွေရင်တလက်လက်တုံတဲ့သူတွေနှလုံးယောဂရှိတဲ့သူတွေကဖိန်းမတောက်သင့်ဘူးဆိုတော့ဘလောက်ကဖိန်းများရင်ခန္ဓာကိုယ်ပေါ်မှာတက်ရောက်မှုရှိလဲဆိုတော့ပုံမှန်လူတစ်ယောက်အတွက်ပေါ့နော်400 mg ပေါ့ဆိုတော့400 mg ဆိုလို့ရှိရင်ဒီမှာတွက်ကြည့်လိုက်ဒါကဒီထဲမှာပါတာ90ပါတယ်ဗျာ90 mg ပေါ့နော်90 mg ဆိုတော့ဒါ4ဘူးပေါ့4ဘူးထက်ပိုတောက်မယ်ဆိုလို့ရှိရင်တော့နှလုံးပေါ်မှာကဖိန်းကတက်ရောက်မှုရှိမယ်ရင်တလက်လက်တုံလာမယ်ပြဿနာတွေတက်ကုန်မယ်ဗျာဆိုတော့အားလုံးကတော့တန်စေးလွန်ပေသုံးတက်ရင်စေးမသုံးတက်ရင်ဘေးဖြစ်မယ်ဗျာဆိုတော့အခုဆိုတော်တော်များများသိသွားပြီထင်လို့ရှိရင်အချိုကြီးတောက်တော့မယ်ဆိုလို့ရှိရင်အထဲမှာဘာတွေပါလဲဘယ်သူတွေတောက်ရမလဲဘယ်သူတွေမတောက်သင့်ဘူးလဲဆိုတာသေသေးချာချာသိသွားမယ်လို့ထင်ပါတယ်အဓိကအဖြစ်ဒီလိုချိုကြီးတွေမှာတကြားပါတယ်ကဖိန်းပါတယ်က
ကဖိန်းနဲ့မတည့်တဲ့သူတွေကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မျိုးသမီးတွေကတော့ဒီလိုအားဖြည့်ချိုရည်တွေကိုအမြဲတမ်းတောက်သုံးဖို့မသင့်ပါဘူးဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာဒီအားဖြည့်ချိုရည်တွေကိုရေအစားထိုးအနေနဲ့အမြဲတမ်းတောက်နေတာမျိုးလုံးဝမလုပ်သင့်ပါဘူးခင်ဗျာအခုလိုမျိုးနားလည်သဘောပေါက်လွယ်တဲ့ကျမရဲ့ဗုဒ္ဓဗီဒီယိုတွေအမြဲတမ်းကြည့်ဖို့ဆိုရင်တော့ဒေါက်တာချန် TikTok အကောင့်ကို follow လုပ်ထားပေးလို့ရပါတယ်သိလို့တဲ့အကြောင်းအရာတွေမေးမြန်းခြင်းတဲ့အကြောင်းအရာတွေလေးလာခြင်းတဲ့ကျမရဲ့ဗုဒ္ဓတွေကို comment မှာဝင်ရောက်ရှိသပေးပါကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ပြန်ပြောပြပေးတော့ပါမယ်ဗီဒီယိုကိုပြီးဆုံးကြည့်ရှုပြီးတော့လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် Stay happy and healthy peace